မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိပ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြင်သစ်သမ္မတကဒေါ်အောင်ဆန်းစုကြည်ထံသို့စာပေးပို့လိုက်ပြီးပြင်သစ်နိုင်ငံအနေဖြင့်သူမကိုမမေ့ဟုထုတ်ဖော်ပြောဆိုစစ်တပ်ကမတရားဖမ်းဆီးထားသောဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးအခြေအနေကိုအလွန်စိုးရိမ်ပူပန်ပြီးချက်ချင်းလွတ်ပေးရန်ပြင်သစ်သမ္မတတောင်းဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပြင်သစ်သမ္မတကဒေါ်အောင်ဆန်းစုကြည်ထံသို့စာပေးပို့လိုက်ပြီးပြင်သစ်နိုင်ငံအနေဖြင့်သူမကိုမမေ့ပါကြောင်းပြင်သစ်သမ္မတ၏စာတွင်ထုတ်ဖော်ပြောဆိုထားပါတယ်။ပြင်သစ်သမ္မတကဒေါ်အောင်ဆန်းစုကြည်တို့လိမ့်မှု၍စာရေးသားခဲ့ခြင်းဖြစ်ပြီးရင်းစာကို King Eric ထံသို့ပေးပို့ခဲ့သည်။အဆိုပါစာတွင်ဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးအတွက်အလွန်စိုးရိမ်ပူပန်ကြောင်းမြန်မာနိုင်ငံတွင်9နှစ်နီးပါးအကျပ်တဲကာလအတွင်းအခြေအနေများကိုလည်းအလေးပေးပြောဆိုထားပါတယ်။အကြမ်းဖက်စစ်တပ်ကမတရားဖမ်းဆီးထားသောဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးအခြေအနေကိုအလွန်စိုးရိမ်ပူပန်ပြီးချက်ချင်းလွတ်ပေးရန်ပြင်သစ်သမ္မတကတောင်းဆိုထားပါတယ်။မြန်မာစစ်တပ်၏မတရားဖမ်းဆီးထုတ်နှောင်မှုခံရသောဒေါ်အောင်ဆန်းစုကြည်ကိုပြင်သစ်နိုင်ငံအနေဖြင့်မမေ့ကြောင်းစစ်တပ်အနေဖြင့်ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးထုတ်နှောင်ထားမှုကိုအဆုံးသတ်ရန်လည်းတောင်းဆိုထားပါတယ်။ပြင်သစ်သမ္မတ၏အဆိုပါပေးစာမှာအောက်တိုဘာလ1ရက်နေ့တွင်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ King Eric ကလည်းပြင်သစ်သမ္မတ၏စာကိုရရှိထားပြီးပြင်သစ်နိုင်ငံခေါင်းဆောင်နှင့်ပြည်သူများကတနာဂရုဏာထားပြီးအမြဲတမ်းထောက်ခံအားပေးမှုအတွက်အထူးကျေးဇူးတင်ရှိကြောင်းပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန၏မြန်မာအတွက်အထူးကိုယ်စားလှယ်မစ္စတာခရစ်စတန်လက်ရှယ်ဘီမှတဆင့်ပြင်သစ်သမ္မတမက်ခရွန်ထံမှဒေါ်အောင်ဆန်းစုကြည်ထံသို့ပေးပို့တဲ့ပုဂ္ဂိုလ်ရေးစာကိုလက်ခံရရှိကြောင်းသတင်းထုတ်ပြန်ထားပါတယ်။စာထဲမှာသမ္မတကမိမိရဲ့ကျန်းမာရေးအနေအထားကိုစိုးရိမ်ပူပန်ကြောင်းဖော်ပြတဲ့ကဲ့သို့မိမိအပါအဝင်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားအလုံးကိုချွင်းချက်မရှိချက်ချင်းလွတ်ပေးဖို့ပြင်သစ်နိုင်ငံမှတစ်ခါထပ်မံတောင်းဆိုကြောင်းရေးသားထားပါတယ်။အသက်ကြီးလာပြီဖြစ်တဲ့ကျွန်တော်မိမိဟာအချုပ်နှောင်ထဲမှာကျန်းမာရေးမကောင်းတော့ပါမိမိဟာနိုင်ငံလွတ်လပ်ရေးအတွက်သူ့ဘဝတသက်တာတလျှောက်စူးစမ်းဆောင်ရွက်ခဲ့သူဖြစ်တယ်မိမိလွတ်မြောက်ခြင်းဟာလူ့ခွင့်ရေးနဲ့လူကုန်သိက္ခာအတွက်သာမကမြန်မာပြည်ရဲ့လွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေးအတွက်လည်းအရေးပါဆုံးဖြစ်ပါတယ်ပြင်သစ်နိုင်ငံရဲ့သနာဂိယုဏတရားအားပေးမှုနဲ့မိတ်ဆွေကောင်းပိသခြင်းတို့အတွက်ကျွန်တော်လိုက်လဲခံစားရပါတယ်ဒါကအမှန်တရားငြိမ်းချမ်းရေးနဲ့လွတ်မြောက်ရေးတို့ကိုနှုတ်ပိတ်ထားလို့မရဘူးဆိုတာကမ္ဘာတဝန်းကလူတွေကိုအတိပေးလိုက်တဲ့စိတ်ပိုင်းဆိုင်ရာခေါင်းဆောင်မှုတရဖြစ်တယ်ဟု King Eric ကသတင်းထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးထိုင်ဝမ်ကိုတိုက်ခိုက်ရင်အမေရိကန်ဘယ်လိုတုံ့ပြန်မလဲရှီကျင့်ပင်သဘောပေါက်ကြောင်းဒေါ်နယ်ထရန့်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူရာထူးတာဝန်ယူနေစဉ်အတွင်းတရုတ်ဟာထိုင်ဝမ်အပေါ်စစ်ရေးအရအရေးယူမှာမဟုတ်ဘူးလို့ပြောပါတယ်။တရုတ်အနေနဲ့ထိုင်ဝမ်ကိုတိုက်ခိုက်မယ်ဆိုရင်အမေရိကန်ကဘယ်လိုတုံ့ပြန်မယ်ဆိုတာကိုတရုတ်သမ္မတရှီကျင်းပင်ကကောင်းစွာနားလည်သဘောပေါက်တယ်လို့ဆိုပါတယ်။ထရန့်ဟာပြီးခဲ့တဲ့ကြာသပတေးနေ့ကတောင်ကိုရီးယားမှာတရုတ်သမ္မတရှီကျင်းပင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးဒီဆွေးနွေးမှုအတွင်းထိုင်ဝမ်နဲ့ပတ်သက်တာတွေမပါခဲ့ဘူးလို့ဆိုပါတယ်။တနင်္ဂနွေနေ့ကထုတ်လွှင့်ခဲ့တဲ့ CBS ရုပ်မြင်သံကြားနဲ့အင်တာဗျူးတစ်ခုမှာတော့တရုတ်ကစစ်ရေးအရအရေးယူပါကထိုင်ဝမ်ကိုကောက်ွယ်ဖို့အမေရိကန်တပ်ဖွဲ့တွေကိုအမိန့်ပေးမှလာလို့မေးမြန်းခဲ့ရာထရန့်ကဖြစ်လာရင်မင်းသိလာလိမ့်မယ်လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ဒါပေမဲ့လည်းအမေရိကန်ရဲ့တုံ့ပြန်မှုဘယ်လိုလုပ်ဆောင်မယ်ဆိုတာကိုတော့လူသိရှင်ကြားထုတ်ဖော်ပြောကြားဖို့ညှင်းဆိုခဲ့ပြီးဒါဟာလှုပ်ဝက်ကိစ္စမလို့ပြောလို့မရကြောင်းဒေါ်နယ်ထရန့်ကဆိုပါတယ်။သမ္မတရှီကျင်းပင်ကတော့ဒီကိစ္စအတွက်အဖြေကိုနားလည်ထားတယ်လို့ထရန့်ကပြောပါတယ်။သူပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်။သမ္မတထရန့်သမ္မတဖြစ်နေစဉ်အတွင်းထိုင်ဝမ်ကိုမတိုက်ခိုက်ဘူးဆိုတာဘာကြောင့်လဲဆိုတော့ဒီကိစ္စနောက်ဆက်တွဲအကျိုးဆက်တွေကိုသူသိရှိထားတာကြောင့်ဖြစ်တယ်လို့ဒေါ်နယ်ထရန့်ကပြောပါတယ်။ထိုင်ဝမ်ကျွန်းကိုပိုင်ဆိုင်တယ်လို့တရုတ်နိုင်ငံကအခိုင်အမာဆိုထားပြီးပြည်မကြီးနဲ့ပြည်လဲပေါင်းစည်းရေးအတွက်လိုအပ်ရင်စစ်အင်အားသုံးမယ်လို့ထုတ်ဖော်ပြောကြားထားကမကြသေးမီနှစ်အတွင်းကျွန်းအနီးမှာအကြီးစားစစ်ရေးလေ့ကျင့်မှုတွေအပေါအဝင်စစ်ရေးဖိအားတွေတိုးမြင့်ပေးနေပါတယ်။ဆက်လက်ပြီးဖန်အန်တွင်ချမ်းဖို့ပါတီကိုယ်စားလှယ်လောင်းဤမဲဆွယ်ဆိုင်ဖို့စုပ်ပြဲမှုဖြင့်အသက်15နှစ်အရွယ်လူငယ်တဦးတလားမြို့နယ်တွင်ကော်မရှင်အဖွဲ့ကိုလက်သီးဖြင့်ထိုးသူအပေါအဝင်နိုင်ငံတော်ဝန်မှပြည်သူ9ဦးကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်မှုဖြင့်ဖမ်းဆီးအမှုဖွင့်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကရင်ပြည်နယ်ဖန်အန်တွင်ချမ်းဖို့ပါတီဤပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းစောမြင့်ဦးဤမဲဆွယ်ဆိုင်ဖို့စုပ်ပြဲမှုဖြင့်အသက်15နှစ်အရွယ်လူငယ်တဦးအပါအဝင်နိုင်ငံတော်ဝန်တွင်ရွေးကောက်ပွဲနှောက်ယှက်သည်ဟုဆိုကာပြည်သူ9ဦးကိုဖမ်းဆီးအမှုဖွင့်ထားကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ2ရက်ကရင်ပြည်နယ်ဖန်အန်မြို့အမှတ်2ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိလမ်းဘေးတွင်စိုက်ထူထားသည့်ချမ်းဖို့ပါတီမှဖန်အန်မြို့နယ်မဲဆန္ဒနယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းစောမြင့်ဦးဤဓာတ်ပုံနှင့်စာသားပါဘီနိုင်ဆိုင်ဖို့ကိုစုပ်ပြဲခဲ့သောအသက်15နှစ်အရွယ်ဖြိုးမင်းသက်နှင့်အသက်32နှစ်အရွယ်ထွန်းထွန်းဝင်းတို့ကိုစစ်တပ်ကဖမ်းဆီးခဲ့ကြောင်း၎င်းတို့ကိုရွေးကောက်ပွဲနှောက်ယှက်ဖျက်ဆီးမှုများတားဆီးရေးဥပဒေပုံမှန်24ကကြီးဖြင့်အမှုဖွင့်ထားကြောင်းသိရပါတယ်
အလားတူအော်တိုဘာလ31ရက်နေ့ရန်ကုန်တိုင်းဒလားမြို့နယ်ရခိုင်မြောက်ကျေးရွာနေသိန်းဆွေဦးနှင့်မြို့နယ်ကော်မရှင်အဖွဲ့ဝင်2ဦးတို့ကမဲပေးခွင့်ရှိသူများမကြန့်ရှိစေရန်စီစစ်ရန်ရခိုင်ချောင်းညောင်ကျေးရွာသို့လာရောက်စဉ်ရွာလေလန်းတွင်အသက်46နှစ်အရွယ်ကိုကျော်တီဟန်ကလမ်းပိတ်တာစီပီကော်မရှင်အဖွဲ့2ဦးနှင့်လိုက်ပါသောသိန်းဆွေဦးကိုလက်သီးဖြင့်ထိုးကြောင်းသိန်းဆွေဦးတွင်ဒဏ်ရာရရှိသဖြင့်ထိုးကျိတ်သူကိုကျော်တီဟန်ကိုရွေးကောက်ပွဲတာစီရေးဥပဒေပုံမှန်24ကကြီးဖြင့်အမှုဖွင့်ထားကြောင်းသိရပါသည်။ထို့တူအောက်တိုဘာလ24ရက်နေ့အေယာဝတီတိုင်းဝါခဲမမြို့နယ်ချော်ကနုတ်ကျေးရွာမြို့အဝင်စစ်ဆေးရေးဂိတ်တွင်စစ်တပ်ကစစ်ဆေးမှုများလှုပ်ဆောင်စဉ်ဝါခဲမမြို့အွန်လိုင်းကြီးကျေးရွာနေအသက်48နှစ်အရွယ်မျိုးမင်းဆွေခမင်းမင်းဤလက်ကင်ဖုန်းအတွင်မှ PDF တပ်ဖွဲ့ဝင်မောင်ကန်ခဖိုးကန်ထံသို့မက်ဆင်ဂျာမှတဆင့်ဆက်သွယ်ပြီးရွေးကောက်ပွဲကိုနှောက်ယှက်ဖျက်ဆီးရမည်ဟုရေးသားပေးပို့မှုကိုစစ်ဆေးတွေ့ရှိခဲ့ရကြောင်းထို့ကြောင့်ရွေးကောက်ပွဲနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှန်23ကကြီးဖြင့်အမှုဖွင့်ထားကြောင်းသိရပါတယ်။ရှမ်းပြည်နယ်တောင်ကြီးမြို့ရတနာသီရိရက်ကွက်နေမြေ9နေတန်တန်ဆုခဟန်နီလင်အသက်32နှစ်ကိုစစ်တပ်၏ဝါဒဖြန့်ဇလန်းဖြစ်သောခေတမိုင်းကိုဒုံဆိုင်မိသူများကိုလူမှုကွန်ရက်မှတဆင့်ဝေဖန်မှုဖြင့်ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ရန်ကုန်တိုင်းကမာရွတ်မြို့တွင်လည်းစစ်တပ်၏ဝါဒဖြန့်ဇလန်းဖြစ်သောခေတမိုင်းကိုဒုံဆိုင်မိသူများကိုလူမှုကွန်ရက်မှတဆင့်ဝေဖန်မှုဖြင့်မတ်ကျူးရည်ကိုဖမ်းဆီးအရေးယူထားကြောင်းသိရပါတယ်။အေယာဝတီတိုင်းပသိမ်မြို့အမှတ်9ရပ်ကွက်မှမတ်ကျော်စုလက်အသက်32နှစ်ကိုလည်းစစ်တပ်၏ဝါဒဖြန့်ဇလန်းဖြစ်သောခေတမိုင်းကိုဒုံဆိုင်မိသူများကိုလူမှုကွန်ရက်မှတဆင့်ဝေဖန်မှုဖြင့်ဖမ်းဆီးအရေးယူထားကြောင်းသိရပါတယ်။လက်ရှိတွင်စစ်တပ်ကရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေဖြင့်ပြည်သူစုစုပေါင်း65ဦးကိုဖမ်းဆီးအရေးယူထားကြောင်းသိရပါတယ်။ဆက်လက်ပြီးမိုးကုတ်မိုးမိတ်လက်ရှိအခြေအနေတောင်တက်မတော် TNL ကအာဏာသိမ်းစစ်အုပ်စုနဲ့အပြစ်ရပြီးတပ်တွေစုပ်ပေးရတော့မဲ့မိုးကုတ်နဲ့မိုးမိတ်တို့တွေမှာပြည်သူ့လူမျိုးရေးတက်မတော် PLA နဲ့ PDF တပ်တွေကဆက်ရှိပြီးစစ်အုပ်စုကိုတိုက်ခိုက်ဖို့ပြင်ဆင်နေကြပါတယ်။လက်ရှိအချိန်ထိမိုးကုတ်မိုးမိတ်အနီးတစ်ဝိုက်မှာ PLA, ABSDF နဲ့မဟာမိတ်တပ်တွေရှိနေကြောင်း PLA တပ်ဖွဲ့အထွေထွေအတွင်းရေးမှူးဒေါ်နီနီကျော်ကသတင်းဌာနကိုအတည်ပြုပြောပါတယ်။မိုးမိတ်နဲ့တွင်းငယ်နဲ့လန်တလျှောက်မှာလည်းကျမတို့ကတွင်းငယ်ဘက်မှာတိုက်ပွဲဝင်နေတယ်။တွင်းငယ်ကိုလက်လွတ်ပေးလိုက်ရတဲ့အချိန်မှာတွင်းငယ်နဲ့9မိုင်9မိုင်လောက်ကွာတဲ့ရွာတွေမှာတိုက်ပွဲဝင်နေတယ်။ကျမတို့အပါအဝင်အခြားမဟာမိတ်တွေလည်းရှိပါတယ်။ ABSDF တို့ SR3 တို့အကုန်ရှိတယ်။တခြားဖကဖတွေလည်းအကုန်ပေါင်းပြီးတိုက်ပွဲဝင်နေတယ်။ PLA တပ်ဖွဲ့ဟာမိုးကုတ်မိုးမိတ်လာရှိုးသိန်းနီစကစ16တွင်းငယ်တတက73ဖော့တော်လန်ဆုံခလာရ148 9မိုင်ကြောက်ကြီးတိုက်ပွဲတွေမှာမဟာမိတ်တွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီး2029စစ်စင်ရေးဒုတိယလိုင်းစတဲ့ကအခုချိန်ထိတောက်လျှောက်တိုက်ပွဲဝင်နေတာဖြစ်တယ်လို့သိရပါတယ်။ ABSDF စစ်ကြောင်း3စစ်ကြောင်းမှုကလည်းစကားတွေအများကြီးမပြောဘူးရှောက်ပြီးတိုကူးနေနဲ့ရှမ်းခောက်ဆဲစားမယ်လို့မိုးမိတ်မြို့ကိုရောက်ရှိနေတဲ့ဓာတ်ပုံနဲ့အတူဒီနေ့မနက်မှာသူ့ရဲ့လူမှုကွန်ရက်မှာတင်ထားပါတယ်။မိုးကုတ်နဲ့မိုးမိတ်မြို့တို့က TNL တပ်တွေအနေနဲ့အခုလမကုန်ခင်မှာနောက်ဆုံးထားစုတ်ခွာပေးရမယ်ဆိုပြီးလေသတင်းတွေထွက်ပေါ်နေပြီးစေအုပ်စုဘက်ကတော့မိုးကုတ်မိုးမိတ်လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးထုတ်ပြန်ပြောဆိုတာမျိုးမတွေ့ရသေးပါဘူး။မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့မန္တလေး PDF မိုးကုတ်ပြူဟာအပါအဝင် NUG ရဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေဟာလည်းမိုးကုတ်မြို့ကိုကောက်ွယ်သွားဖို့ဆက်ရှိနေမယ်လို့တရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။တရုတ်ရဲ့ဂျားဝင်ညှိနှိုင်းပေးမှုနဲ့ TNL နဲ့အာဏာသိမ်းစစ်အုပ်စုဟာတရုတ်နိုင်ငံကူမင်းမြို့မှာ9ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပြီးအပြစ်ရဖို့သဘောတူလိုက်ကြောင်း TNL ကပြီးခဲ့တဲ့အောက်တိုဘာလ29ရက်နေ့မှာကြေညာခဲ့တာပါ။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။